ရှမ်းခေါင်ဆွဲတစ်ထောင်ဆို2021တည်းကမပြောင်းသေးတာလားမရှမ်းခေါင်ဆွဲတစ်ထောင်ဆို2021တည်းကမပြောင်းသေးတာလား2019လေးอ่ะအော်2019လေးอ่ะเนาะအော်ဟုတ်ကျွန်တော်ရှမ်းခေါင်ဆွဲတပွဲချက်ချစ်တော့မာလာတော့တပွဲပြီဘာကောင်းလဲမသိဘူးကြောလုံးမာလာဟောဟုတ်ဖတ်ထုတ်လည်းကောင်းတယ်ဖတ်ထုတ်ကောင်းတယ်ဟုတ်ချက်ချစ်တော့မာလာကောင်းလားမသိကြောလုံးလည်းချက်ချစ်တော့မယ်အော်ကျေးဇူးပါအဲ့ဒါဆိုကျွန်တော်ရှမ်းခေါင်ဆွဲတပွဲချက်ချစ်တော့မာလာတပွဲပြီးတော့ဖတ်ထုတ်စီချက်တပွဲပြီးတော့ချက်ကြောလုံးမာလာချက်ကြောလုံးမာလာတပွဲဘယ်လောက်ဖြစ်သွားလဲမသိပြီးတော့ကိုတိကိုတပွဲမိရှိတပွဲရှမ်းခေါင်ဆွဲနှစ်ပွဲသုံးပွဲလုပ်လိုက်နော်စားမှာနော်မိုက်ကျေးဇူးပါအဲ့ကျွန်တော်ရှင်းဘယ်နှပွဲကျန်သေးလဲကျေးဇူးပါကိုကျေးဇူးပါကျေးဇူးပါ
မကျန်းကောက်ဆိုတာ3ဘွဲ့ကျန်သေးတယ်နော်မိုက်ကုန်ပြီနော်မိုက်ကုန်ပြီနော်ကိုကျွန်တော်ကကွေးတရုတ်တပွဲ1500ရှမ်း3ပွဲ3000 4500ပြီးတော့ဟိုဟာချက်ကြောလုံးမာလာတပွဲ6500ပြီးတော့ဟိုဟာချက်ရှိတော့မာလာတပွဲ8500ပြီးတော့ဖတ်တော့စီချက်တပွဲ
ပြီးဘာတပွဲကျန်နေရလဲမသိ မိရှိတယ်ဝဲ ပြီးရှိတပွဲအားလုံးမလား 13500 13500ကျေးဇူးပါကို